တကယ်တော့နှုတ်ဆက်ရမှာကိုကျွန်တော်တကယ်ကိုကြောက်နေကြတာပါ Old Trafford ရဲ့ကွင်းလယ်မှာလေကြောက်ဆောင်တစ်ခုလုံးမမတ်ရက်တီပေးခဲ့တဲ့လူတစ်ယောက်အသိန်းရဲ့အခက်ခဲဆုံးနေ့ရက်တွေထဲမှာငါရှိတယ်ဆိုတဲ့အကြည့်မျိုးနဲ့အရာအားလုံးကိုထိန်းချုပ်ပေးခဲ့တယ်ကျွန်တော်တို့ရဲ့စစ်တူကြီးပေါ့ များရောက်လာတဲ့နေ့ကကျွန်တော်တို့မျော်လင့်ချက်တွေအကုန်ပြန်ရှင်တန်ခဲ့ကြတာခမည်းဂိုးသွင်းပြီးလို့အသင်းတစ်စိတ်ကိုဖုတ်ပြတိုင်းကျွန်တော်တို့ရင်ထဲမှာတကယ်ကိုနှွေးထွေးခဲ့ရတယ်အောင်မြင်မှုတွေအများကြီးရခဲ့တဲ့သူတယောက်ကအခုမှပြန်ရုန်းကန်နေရတဲ့အသင်းအတွက်ဒီလောက်အထိစိတ်အားထက်သန်မှုပေးလိမ့်မယ်လို့ဘသူကထင်ပါလဲ ဒါပေမဲ့လေအချိန်ဆိုတာကြီးမားတဲ့ဝန်တော့ပေါ်တစ်ခုထက်လာတဲ့အခါခမားရဲ့ခြေလမ်းတွေကအရင်လိုမတွက်လက်တော့ဝေဖန်တန်တွေကြားရတဲ့ခမားထက်ကျွန်တော်တို့ကပိုးပြီးနာကျင်ခဲ့ရပါတယ်ခမားကိုအားနေနေတာမျိုးမမြင်ချင်လို့ခမားကိုအမြဲတမ်းသူရဲကောင်းတယောက်လိုပဲအမြဲတမ်းမှတ်မိနေချင်တာပါ အခုတော့ခမည်းထွက်ခွာရတော့မယ်ဒီအနီရောင်ကြားစီလေးကိုချွတ်ပြီးခမည်းထွက်သွားတဲ့အခါ Old Trafford ရဲ့ညနေခင်းတွေဟာအရင်ကတည်းပိုးပြီး6ကတ်သွားပါလိမ့်မယ်ခမည်းရဲ့ခေါင်းဆောင်မှုခမည်းရဲ့အပြုံးခမည်းရဲ့ပေးဆက်မှုတွေဒါတွေအားလုံးကိုကျွန်တော်တို့တကယ်လွမ်းနေမှာပါ ခုံတိတ်ခါရှိပဲလမ်းခွဲကြရအောင်မစစ်သူကြီးခမားဟာ United သမိုင်းစာမျက်နှာထဲမှာခဏတာလာရောက်ထွန်းလင်းပေးခဲ့လဲကျက်သပွင့်ထက်ပေါ်ပါတယ်ခမားဟာကျွန်တော်တို့ရဲ့မိသားစုဝင်တယောက်ပါကျေးဇူးတင်ပါတယ်ကာစီမီရိုခမားဘယ်နေရာကိုပဲရောက် Old Trafford ရဲ့ pattern တန်တွေကခမားနောက်မှာထာဝရရှိနေမှာပါ